ဂျူးဘာသာဟာလူသမိုင်းမှာရှေးအကျဆုံးဘုရားတဆူတဲကိုကိုးကွယ်တဲ့ဘာသာတွေကတစ်ခုဖြစ်ပြီးနှစ်ပေါင်း3000ကျော်တက်တန်းရှိတဲ့ရိုးရာစင်လာတွေရှိပါတယ်ကမ္ဘာတစ်ဝန်းလုံးမှာလက်ရှိနောက်လိုက်15.8 တန်းလောက်ရှိပြီးဂျူးလူမျိုးအများစုကတော့အစ္စရေးနဲ့အမေရိကန်ပြည်ထောင်စုမှာနေထိုင်ကြပေမဲ့ကမ္ဘာအနှံ့မှာဂျူးတိုက်ဝန်းတွေရှိနေပါတယ်လူဦးရေအရေအတွက်ကတင်းငယ်ပေမဲ့ဂျူးဘာသာဟာကမ္ဘာသမိုင်းယဉ်ကျေးမှုနဲ့နိုင်ငံရေးပေါ်မှာအတိုင်းအတာနဲ့မလိုက်အောင်ကြီးမားတဲ့ဩဇာလွှမ်းမိုးမှုတွေရှိခဲ့ပါတယ်။ဟေဘဲဘာသာကျမ်းဟာခရစ်ယာန်ဘာသာနဲ့အစ္စလာမ်ဘာသာတို့အတွက်အခြေခံအုတ်မြစ်ကိုပံ့ပိုးပေးခဲ့ပါတယ်။ဂျူးဒေသနာကျင့်ဝတ်နဲ့ဥပဒေတွေကအနောက်တိုင်းယဉ်ကျေးမှုအများစုကိုပုံဖော်ပေးခဲ့ပါတယ်။နိုင်ငံရေးအရ1948ခုနှစ်မှာတည်ထောင်ခဲ့တဲ့ခေတ်သစ်အစ္စရေးနိုင်ငံကကမ္ဘာအလယ်မှာဂျူးဘာသာကိုတည်တည်သာမြင်သာအောင်ပြသထားပါတယ်။စီးပွားရေးနဲ့ယဉ်ကျေးမှုအရဂျူးတိုက်ဝန်းတွေဟာသိပ္ပံပညာစာပေအမှုပညာနဲ့စီးပွားရေးလုပ်ငန်းတွေမှာမတူညီတဲ့ပံ့ပိုးမှုတွေကိုပေးခဲ့ကြပါတယ်။ Albert Einstein, Sigmund Freud နဲ့ Nobel ဆုပေါင်းများစွာလိုပုဂ္ဂိုလ်တွေကပညာရေးပေါ်ဂျူးဘာသာရဲ့ယဉ်ကျေးမှုဆိုင်ရာလေးထားမှုကဘာလုံးဆိုင်ရာတက်ရောက်မှုတွေဘယ်လိုရှိခဲ့တယ်ဆိုတာကိုပြသနေပါတယ်။ဘတ်ကာပွဲနဲ့ဟာနုကပွဲလိုဂျူးပွဲတော်တွေကိုဂျူးတိုက်ဝန်းတွေရဲ့အပြင်ဘက်မှာပါအတိမတ်ပြုပြီးကျင်းပလာကြတဲ့အတွက်ပုံမကျပြန့်တဲ့ယဉ်ကျေးမှုဆိုင်ရာမြင်သာမှုရရှိစေပါတယ်။ပထဝီနိုင်ငံရေးမှာဆိုရင်အစ္စရေးရဲ့မဟာမိတ်တွေနဲ့ပဏိပက္ခတွေကဂျူးဘာသာကိုနိုင်ငံတကာဆွေးနွေးပွဲတွေရဲ့ဗဟိုချက်မှာပုံမှန်ထားရှိနေပါတယ်။ယဉ်ကျေးမှုတမိုင်းနဲ့နိုင်ငံရေးဆိုင်ရာလွှမ်းမိုးမှုတွေပေါင်းစပ်လိုက်တဲ့အခါဂျူးဘာသာကသူ့ရဲ့လူဦးရေအရေးအတွက်ထက်အများကြီးပိုပြီးအစွမ်းထက်တယ်ဆိုတာကိုပြသနေပါတယ်